ဒီဗီဒီယိုတွေကပြစ်ဒဏ်ပေးတဲ့ပစ္စည်းလေးကိုတော့ shame fruit လို့ခေါ်ရနော် shame fruit ကိုဘယ်လိုနေရာမှာအသုံးပြုလဲဆိုရင်ဒီ1900စုလောက်တုန်းကဂျာမနီနဲ့ဥရောပနိုင်ငံတွေမှာအသုံးများခဲ့တယ်ပေါ့နော်ဘယ်လိုနေရာမှာသုံးတာလဲဆိုရင်ဒီတပညာရှင်ကြီးတွေကကွာသူတို့ရဲ့တခြင်းတွေကိုကွာဖြတ်လူဖြတ်စီလုပ်တဲ့လူတွေကိုပြစ်ဒဏ်ပေးတဲ့နေရာမှာသုံးတယ်အဓိကတော့ဒီ gossip ပြောတဲ့လူတွေဒီ gossip ပြောလိုက်တဲ့ကိုကြောင့်မို့နိုင်ငံရေး gossip ပတ်ဝန်းကျင်အကြီးတစ်ခုလုံးကိုထိခိုက်သွားတယ်ဆိုရင်အဲ့လူတွေအတွက်လည်းဒီပြစ်ဒဏ်ပေးတဲ့နီလန်နဲ့သုံးတယ်ပြီးတော့ကျတော့ဒီပတ်ဝန်းကျင်မှာစုပူတောင်းကျတဲ့လူတွေကိုလည်းဒီပြစ်ဒဏ်ပေးတဲ့နီလန်နဲ့ဒီ shame fruit ပြစ်ဒဏ်ကိုပေးကြရပေါ့နော်အခုခေတ်မှာဆိုရင်ဘယ်လိုလူတွေရှိအောင်ဆိုတော့သူညမှာစုညံပြူတဲ့လူတွေစိတ်ပတ်ဝန်းကျင်ကိုအနှောက်အယှက်ပေးလိုက်တဲ့လူတွေတော့ကိုအသုံးများတဲ့ပြစ်ဒဏ်ပေါ့နော်သူကလေဘင်းကိုပုံနေရလိုပဲလေဘင်းကိုခတ်ထားတယ်ပါဇနာတိထားတယ်လက်ကိုညှက်ထားတယ်အဲ့ဒီအချိန်မှာဒီယူထဲမှာလှည့်ပြီးတော့ဒီလူကဒီဘယ်ပြစ်ဒဏ်ကိုပြုလုပ်ထားတာဒီလူကြောင့်လူတွေထိခိုက်တယ်ဆိုပြီးတော့ဒီမျိုးမှာလှည့်ခိုင်းတယ်လက်ခေတုန်းကပြစ်ဒဏ်ပေးတာကြီးကဒါကတော့ဒီတဲ့ကျန်တဲ့ပြစ်ဒဏ်တွေလည်းရှိရကွာဒါလည်းကြောက်စရာကောင်းတယ်လို့ပြောအောင်ပေါ့နော်ရှက်ရစရာကြီးပေါ့ပတ်ဝန်းကျင်ကိုကောင်းကျိုးမပေးတဲ့လူတွေအတွက်အသုံးပြုတဲ့ပစ္စည်းပဲဖြစ်ပါတယ်